1990တွင် ASIC သုတေသနဌာနသည်သုတေသီနှင့်ကိုဘယ်ယူများဟုခေါ်သောလှုပ်ဝက်ဆန်းကျယ်သည့်ဘက်ပေါင်းစုံအာကာသတစ်ခုသို့ဆေလွတ်ခဲ့သည်နှင့်သည်ထိုနေရာကိုစူးစမ်းလေ့လာသည့်အချိန်တစ်လျှောက်လုံးကိုမှတ်တမ်းတင်ထားသည်သူသွားလျာတိုင်းတွင်အဝါရောင်နံရံများနှင့်ကျမ်းပြင်များသာထက်ခါတလဲလဲတွေ့နေရပြီးအခြားပါများမရှိပေထိုတစ်တာများ၏နောက်ဘက်အခန်းတွင်ပစ္စည်းကိရိယာမျိုးစုံရှိနေသည်ကိုတွေ့သဖြင့်နှရင်သည်တစ်တာများကိုရွှေ့ကာဝင်ပေါက်ကိုပိတ်ဆို့လိုက်သည်ထို့နောက်သူသည်ရေဒီယိုဖြင့်ဌာနချုပ်ကိုဆက်သွယ်ရန်စူးစမ်းပြီးယခုရောက်ရှိနေသည့်နေရာမှာမိမိရောက်ဖူးသမျှအနက်အဝေးဆုံးဖြစ်ကြောင်းအသင်းဖော်များကိုလည်းပျောက်ဆုံးသွားကြောင်းပြောပြသည်ထို့အပြင်ဤနေရာတွင်အခြားတစ်စုံတစ်ခုရှိနေသဖြင့်အမြန်ဆုံးလာရောက်ကယ်ဆယ်ပေးရန်တောင်းဆိုသည်ရုတ်တရက်ထူးဆန်းသည့်အတန်တစ်ခုကြားလိုက်ရပြီးငှက်တကောင်နံရံကိုဝင်တိုက်သွားသည်ကိုမြင်လိုက်ရသည်နရင်ကတွားရောက်စစ်ဆေးသည့်အခါငှက်သည်ချက်ချင်းပြန်တန်းထွက်ပြေးသွားသည်ထို့နောက်နရင်သည်ဆက်လက်စူးစမ်းရာအခန်းလုံးများသာမကအရာဝတ္ထုမျိုးစုံကိုလည်းတွေ့လာရသည်ထိုအချိန်တွင်တကားဖွင့်တန်ကြားလိုက်ရသဖြင့်သူလက်ကြည့်ရာကြောက်မက်ဖွယ်တရဝကြီးတစ်ကောင်ကသူ့စီသို့လာနေသည်ကိုတွေ့လိုက်ရသည်နရင်သည်အသက်လူပြေးရင်းကျွန်းတကျွန်းကဲ့သို့အလှဆင်ထားသောအခန်းတစ်ခန်းထဲသို့ဝင်ပြေးသည်သို့သောတကားကိုဖွင့်ရန်ကြိုးစားတော့လည်းမဖွင့်နိုင်တော့ပေမကြာမီတရဝကသူ့ကိုရှာတွေ့ပြီးမြေပြင်ပေါ်သို့လဲကျအောင်တိုက်ခိုက်လိုက်သည်နောက်ပိုင်းတွင် ASIC သုတေသနဌာနမှသိပ္ပံပညာရှင်များသည်နရင်၏မှတ်တမ်းဗီဒီယိုကိုပြန်လည်ကြည့်ရှုနေကြသည်ရက်တစ်ပတ်အနည်းငယ်အကြာတွင်စိတ်ကူထုံးပညာရှင်မေရီသည်သူမ၏ငယ်ဘဝအိမ်ကိုဖြိုဖျက်နေသည်ကိုမြင်ရသဖြင့်အလွန်ဝမ်းနည်းနေသည်တစ်ဖက်တွင်ကလတ်သည်မိမိ၏ပရိဘောဂဆိုင်တွင်အလုပ်စတင်တော်လဲစီးပွားရေးမှာမကောင်းတော့ပေအလုပ်ပြီးနောက်ကလတ်သည်မေရီနှင့်စိတ်ကူထုံးဆွေးနွေးမှုပြုလုပ်ရာမိမိသည်တယောက်တည်းနေရထိုက်သူလားဟုမေးခွန်းထုတ်သည်ကလတ်ကိုပုံမဖွင့်ဟပြောဆိုလာစေရန်မေရီကတရုတ်ဆောင်လေးကျင်ကန်တစ်ခုပြုလုပ်ပြီးကလတ်၏ဇနီးအဖြစ်တရုတ်ဆောင်သည်အချိန်နှဲငယ်ကြာပြီးနောက်ကလတ်သည်ပရိဘောဂဆိုင်၏အယောင်မြင့်တင်ရေးကြော်ညာရိုက်ကူးရန်ပင်လယ်ဓာပြဝတ်စုံဝတ်ဆင်ထားသည်ကြီးမားသောရှော့ဈေးအစီအစဉ်ကိုကြော်ညာနေစဉ်ကလတ်ထိုင်တစ်လုံးပေါ်ထိုင်လိုက်ရာခြေထောက်ကျိုးသွားပြီးသူသည်မြေပြင်ပေါ်သို့လဲကျသွားသည်လက်ထောက်မန်နေဂျာကတ်နှင့်သူမ၏ချစ်သူဘော်ဘီတို့ကထပ်မံရိုက်ကူးရန်အကြံပြုတော်လဲကလတ်ကယခုအချိန်တွင်မလိုချင်သေးဟုညှင်းဆိုလိုက်သည်ထိုနေ့မွန်းလွဲပိုင်းတွင်ကလတ်သည်လျှက်စစ်ပြဿနာကိုစစ်ဆေးရန်လျှက်စစ်ပညာရှင်တဦးကိုဆိုင်သို့ခေါ်လာသည်လများစွာကြာအောင်မီးများလင်းတစ်ခါမိတ်တစ်ခါဖြစ်နေပြီးလျှက်စစ်မီးလည်းမကြာခဏပြတ်တောက်နေတော်လဲမီတာကတော့ထူးထူးဆန်းဆန်းမြင့်မားနေစေဖြစ်သည်လျှက်စစ်ပညာရှင်ကမြေအောက်ခန်းရှိ Q-box ကိုစစ်ဆေးရာတွင်ကလတ်မမြင်ဘူးသည့်အနီရောင်ခလုတ်သုံးခုကိုတွေ့ရှိသည်သူတို့နှစ်ဦးကထိုခလုတ်များကိုအကြိမ်ကြိမ်နှိပ်ကြည့်တော်လဲဘာမှမဖြစ်ပေထိုညတွင်မေရီသည်မိမိအိမ်၌ TV ကြည့်နေစဉ်ကိုယ်တိုင်ထုတ်လုပ်ထားသောစိတ်ကူထုံးအတန်ဖိုင်များ၏ကြော်ညာကိုမလွဲမသွေကြည့်နေရသည်ထို့ပြင်သူမသည်ငယ်ဘဝအိမ်မှယူဆောင်လာခဲ့သောဘီလက်မြေလက်ရာကိုအကြိမ်ကြိမ်ငေးကြည့်နေမိသည်တစ်ဖက်တွင်ကလတ်သည်ဇနီးဖြစ်သူကအိမ်မှနှင်ထုတ်ခဲ့ပြီးနောက်ပရိဘောဂဆိုင်တွင်၌နေထိုင်လျက်ရှိသည်သူသည်အရက်တောက်ရင် TV ကြည့်နေစဉ်ရုတ်တရက် TV ပိတ်သွားသဖြင့်အကြောင်းရင်းကိုစစ်ဆေးတော်လဲမတွေ့ရပေထို့နောက်ဆိုင်တွင်ရှိမိများသည်အလိုလျောက်လင်းလာပြီးခဏတာမိတ်တုံဖြစ်ကပြန်လည်ပိတ်သွားသည်အထီးကျန်မှုနှင့်စိတ်ပြတ်အားငယ်မှုများကြောင့်ကလတ်သည်ကားမောင်းထွက်သွားပြီးမေရီ၏စိတ်ကူထုံးအတန်ဖိုင်ကိုနားထောင်နေသည်အချိန်နှဲငယ်ကြာပြီးနောက်မေရီသည်မိသားစုနှင့်အတူပါတီပွဲတစ်ခုကျင်းပတော်လဲမိခင်တည်ဆုံမှုကိုမကျော်လွှားနိုင်သေးသောကြောင့်ရုတ်တရက်စိုးရိမ်ပူပန်မှုပြင်းထန်လာသည်သူမသည်ရုံးခန်းထဲသို့အမြန်ဝင်သွားပြီးဗီဒီယိုထဲတွင်ဖွက်ထားသောဆေးကိုထုတ်တောက်လိုက်သည်နောက်တညတွင်ကလတ်သည်အရက်တောက်ရင်း TV ကြည့်နေစဉ်ပြိုင်ဘက်ဆိုင်၏ကြော်ညာထွက်လာသဖြင့်စိတ်တူနေသည်ထိုအချိန်၌ TV မျက်နှာပြင်သည်ရုတ်တရက်ပုံပြတ်သွားပြီးဗီဒီယိုများမြင်ကွင်းကိုစက္ကန့်ပိုင်းများပြတာကပြန်လည်ပိတ်သွားသည်ကလတ်သည်ဒေါသဖြင့် TV ကိုထုလိုက်စဉ်မြေအောက်ခန်းဘက်မှမီးလင်းလာသည်ကိုသတိပြုမိသည်သူသည်ချက်ချင်းအောက်ထပ်သို့ဆင်းကာခလုတ်အားလုံးကိုပိတ်လိုက်တော်လဲဘာမှမဖြစ်ပေအနီရောင်ထူးဆန်းသည့်ခလုတ်သုံးခုကိုနှိပ်လိုက်မှသာအဆောက်အဦတစ်ခုလုံးလျှက်စစ်မီးပြတ်တောက်သွားသည်ထို့နောက်ထိုခလုတ်များကိုထပ်နှိပ်တော်လဲလျှက်စစ်မီးပြန်မလာတော့ပေကလတ်သည်မြေအောက်ခန်းမှထွက်ရန်ပြင်းနေစဉ်နံရံပေါ်တွင်တောက်ပနေသောအလင်းလိုင်းတစ်ခုကိုတွေ့လိုက်ရသဖြင့်အံ့အားသင့်သွားသည်အနီးသို့ရှောက်သွားသည်နှင့်အလင်းလိုင်းမှာပျောက်ကွယ်သွားသည်သူသည်နံရံကိုလက်ဖြင့်ထိလိုက်ရာတကိုယ်လုံးနံရံထဲသို့ထိုးဝင်သွားပြီးအဝါရောင်ကျမ်းပြင်ပေါ်သို့လဲကျသွားသည်ယခုအခါကလတ်သည်ဘယ်ရူးမများထဲသို့ရောက်ရှိနေပြီဖြစ်သည်ထို့နောက်နံရံကိုထပ်မံထိလိုက်ရာနံရံကိုဖျက်ကျော်ကာမြေအောက်ခန်းသို့ပြန်ရောက်သွားသည်တိကျင်စိတ်ကြောင့်ကလတ်သည်နံရံကိုထပ်ဖြတ်ကာဘယ်ရူးမများထဲသို့ပြန်ဝင်သွားသည်ပရိဘောဂများကိုစစ်ဆေးကြည့်ရာရင်းတို့မှာမိမိ၏ဆိုင်မှပရိဘောဂများဖြစ်ကြောင်းသိရှိလိုက်ရသည်ထို့နောက်သူသည်ဆက်လက်စူးစမ်းလေ့လာရာအခန်းလုံးများသာတွေ့နေရပြီးနောက်ဆုံးတွင်စာလုံးများကိုပြောင်းပြန်ရေးထားသောရက်ဆိုင်ရန်ဆိုင်းဘုတ်တစ်ခုကိုတွေ့သည်လင်းကိုရှောင်ရှားရန်အခြားစင်ကြယ်တစ်ခုကိုရွေးချယ်လိုက်ရာအစာပိုင်းတွင်တွေ့ခဲ့သောငှက်သည်တေဆုံးလျက်မြေပြင်ပေါ်တွင်လဲကျနေသည်ကိုတွေ့ရသည်ဆက်လက်လျှောက်သွားရင်ကလတ်သည်ကလတ်ထိုင်များပြားကိုတွေ့ရှိပြီးဘာသာစကားမျိုးစုံဖြင့်ပြောဆိုနေသည့်ထူးဆန်းသောအတန်တစ်ခုကိုကြားလိုက်ရသည်အတန်နောက်ကိုလိုက်သွားရာအတန်သည်အတန်ဖန်းဆက်တက်ထားသောလူပုံကပ်ပြားတစ်ခုမှထွက်ပေါ်နေကြောင်းသိရသည်ထိုလူပုံ၏နောက်ဘက်ရှိကေဘယ်ကျိုးများကိုလိုက်ကြည့်ရာတကားတစ်ပေါက်စီရောက်တော်လဲဖွင့်၍မရပေပြန်လှည့်လာစဉ်နံရံထဲမှထွက်နေသောအရာတစ်ခုကိုသတိပြုမိသဖြင့်ဆွဲထုတ်ကြည့်ရာဖုံးအုပ်ပြားတစ်ခုဖြစ်နေသည်ရင်း၏အတွင်း၌အိတ်တစ်လုံးကိုတွေ့ရှိပြီးအိတ်ထဲတွင်တိတ်ခွေများတင်များနှင့်နေရင်အမတ်သားကက်ရှိနေသည်ထို့ပြင်အတွင်းသို့သွားနိုင်သောလိုင်ကောင်းတစ်ခုလည်းရှိနေသည်ကလတ်သည်ရင်းအတွင်းသို့တွားရာအရာဝတ္ထုများကျမ်းပြင်ထဲသို့တဖြည်းဖြည်းနစ်ဝင်နေသောအခန်းတစ်ခုသို့ရောက်ရှိလာသည်အခန်းတွင်းရှိတွင်းတစ်ခုထဲတွင်ကလတ်ထိုင်များစုပုံနေသည်ကိုတွေ့ရသည်ရုတ်တရက်ထူးဆန်းသောအတန်တစ်ခုကြားလိုက်ရသဖြင့်ကလတ်သည်လိုင်ကောင်းအပေါက်မှတစ်ဆင့်ရခင်ခန်းကိုလှမ်းကြည့်ကာဘယ်သူရှိလဲဟုအော်မေးလိုက်သည်ထိုအချိန်တွင်အတန်ဖန်းတိတ်သည်ရုတ်တရက်ရက်သွားပြီးလူပုံကပ်ပြားမှအပိုင်းပိုင်းကျိုးပဲလျက်အခန်းထဲသို့ပြစ်လွတ်ခံလိုက်ရသည်ကြောက်ရွံ့သွားသောကလတ်သည်တွင်းနီးမှချက်ချင်းထွက်ခွာကာတောင်ဆောင်ထိပ်ရှိတကားငယ်တစ်ပေါက်စီသို့သွားသည်ထိုတကားတွင်လက်ကင်ခလုတ်သုံးခုတက်ထားပြီးတစ်ခုချင်းစီကိုစမ်းတက်ပြီးမှသာတကားပွင့်လာသည်တကားပေါင်မှာအလွန်ကျဉ်းမြောင်းသောကြောင့်ခက်ခက်ခဲခဲဖြတ်တန်းရပြီးအခြားဘက်သို့ရောက်သည်နှင့်တကားကိုအမြန်ပိတ်လိုက်သည်သူ့နောက်မှတစုံတစ်ခုလိုက်လာနေတယ်လို့ခံစားနေရသည်တကားငယ်ကိုဖျက်ကျော်ပြီးနောက်ကလတ်သည်နောက်ထပ်အခန်းတစ်ခုသို့ရောက်ရှိလာသည်ထိုနေရာတွင်ရခင်ကတွေ့ခဲ့သည့်စာလုံးပြောင်းပြန်ရေးထားသောရက်ဆိုင်ရန်ဆိုင်းဘုတ်ကိုထပ်မံတွေ့ရသဖြင့်မိမိလာခဲ့သည့်လမ်းကြောင်းကိုပြန်လည်မှတ်မိပြီးပရိဘောဂများစုပုံထားသောနေရာသို့ပြန်ရောက်နိုင်ခဲ့သည်နေရန်ကိုထိကာအပြင်ကဘာသို့ပြန်ထွက်ရန်ကြိုးစားတော်လဲယခုတစ်ချိန်တွင်ထွက်ပေါက်ကိုရှာမတွေ့တော့ပေ
ကလတ်တီထိတ်လက်တကြားနိုင်ရန်မျိုးမျိုးကိုစမ်းသပ်နေပြီးနောက်ဆုံးတွင်ကံကောင်းစွာဖြင့်နိုင်ရန်ကိုဖျက်ကျော်နိုင်ကမြေအောက်ခန်းသို့ပြန်ရောက်လာသည်သို့သောစက္ကန့်အနည်းငယ်ကြာတွင်သူသည်ဘယ်ရူမများထဲသို့ထပ်မံဝင်ရောက်ပြီးခုံတလုံးကိုယူလာကလက်တွေ့ကဘာသို့တည်ဆောင်လာသည်ရင်းသည်သူ့အတွေ့အကြုံများအမှန်တကယ်ဖြစ်ကြောင်းတက်တည်ပြရန်ရည်ရွယ်ခြင်းဖြစ်သည်တစ်ဖက်တွင်အေစင်ခတုတေသနာဌာနမှသူတေတီဖီသည်ကလတ်၏စူးစမ်းလေ့လာရေးမှတ်တမ်းကိုစောင့်ကြည့်နေသည်နောက်တစ်ကြိမ်စိတ်ကူထုံဆွေးနွေးချိန်တွင်ကလတ်ကမိမိသည်3ရက်တိုင်တိုင်အရက်မတောက်တော့ကြောင်းပြောပြပြီးဘယ်ရူမများအတွင်တွေ့ကြုံခဲ့သမျှကိုမေရီအားတက်တရောရှင်းပြသည်သူသည်ကိုယ်တိုင်ဆွဲထားသောမြေပုံကိုပင်ထုတ်ပြသည်သို့သောမေရီကမယုံကြည်ဘဲပြင်းသည်အရက်ဖြတ်ထားခြင်းကြောင့်ဖြစ်ပေါ်လာသောစိတ်အာရုံမှားယွင်းမှုဟုသာထင်မြင်သည်ထို့နောက်ကလတ်သည်ကတ်နှင့်သူမ၏ချစ်သူဘော်ဘီထံသွားရောက်တွေ့ဆုံပြီးစီမံကိန်းတစ်ခုတွင်ကူညီပေးရန်တောင်းဆိုသည်အလုပ်အတွက်လောက်ခပေးမည်ဟုလည်းသဘောတူလိုက်သည်နောက်တစ်နေ့တွင်ကလတ်သည်နှစ်ယောက်လုံးကိုပရိဘောကဆိုင်၏မြေအောက်ခန်းသို့ခေါ်သွားပြီးဘော်ဘီကိုအရာအလုံးကိုဗီဒီယိုရိုက်ကူးထားရန်ပြောသည်သူသည်လိုအပ်သောပစ္စည်းများကိုအိတ်တလုံးနဲ့ထည့်ပြီးနေရန်ပေါ်တွင်အမတ်သားပြုလုပ်ကရုတ်တရက်နေရန်ကိုဖျက်ကျော်ဝင်သွားသည်ကတ်နှင့်ဘော်ဘီတို့မှအံ့အားသင့်သွားကြသည်နိုင်ရန်၏အခြားဘက်မှကလတ်၏အတန်ကိုကြားရပြီးဝင်လာခဲ့ကြဟုခေါ်နေသည်ကတ်ကအန္တရာယ်ရှိနိုင်သည်ဟုယူဆသဖြင့်မဝင်ခြင်းပေသို့သောဘော်ဘီကစူးစမ်းလိုစိတ်ပြင်းပြသဖြင့်နိုင်ရန်ကိုဖျက်ကျော်လိုက်သည်ဘယ်ရူမများကိုမြင်လိုက်ရသည်နှင့်ဘော်ဘီသည်အလွန်စိတ်လှုပ်ရှားသွားပြီးကတ်ကိုလည်းလိုက်ဝင်လာရန်စီးရုံးနိုင်ခဲ့သည်အချိန်နှဲငယ်ကြာပြီးနောက်အလုံးမောင်မိုက်သောလိုင်ကောင်းတစ်ခုကိုတွေ့ရှိကြသည်ကလတ်သည်ဘော်ဘီ၏ခါတွင်ကြိုးကြည့်ထားပြီးအခြားတစ်ဖက်ကိုအိပ်ယာတစ်လုံးနှင့်ချီနှောင်ကလိုင်ကောင်းထဲသို့ဆင်းခိုင်းလိုက်သည်ဘော်ဘီတွားတွားလေးလေးလိုင်ကောင်းသည်ပို၍ကျဉ်းမြောင်းလာလေးလေးဖြစ်သည်နောက်ဆုံးတွင်သူသည်အခန်းတစ်ခန်းသို့ရောက်ရှိလာရာနေရာအနှံ့တွင်အဝတ်လျှော်ပုံများစုပုံနေပြီးအလွန်ဆိုးရွားသောအနံ့အသက်ထွက်နေသည်ဘေးကန်းတစ်ခုတွင်မိညာမိတ်တုံဖြစ်နေသည်ကိုမြင်သဖြင့်တွားရောက်စစ်ဆေးလိုတော့လဲကျိုးမှမလုံလောက်သဖြင့်မရောက်နိုင်ပေရုတ်တရက်ထိုခန်းထဲတွင်ကြောက်မက်ဖွယ်တရဝတစ်ကောင်ပေါ်လာသည်ဘော်ဘီသည်အလွန်ထိတ်လန့်သွားပြီးလိုင်ကောင်းထဲသို့အလင်းအမြန်ပြန်သွားကအမြန်ဆွဲတင်ကြဟုအော်ဟစ်လိုက်သည်ကလတ်နှင့်ကတ်တို့ကအာကုံဆွဲတင်သဖြင့်ဘော်ဘီပြန်လွတ်မြောက်လာသည်သူကမြင်တွေ့ခဲ့သည့်တရဝအကြောင်းပြောပြနေစဉ်ရုတ်တရက်ကျိုးမှပြန်လည်တင်းကျပ်လာပြီးသူ့ကိုလိုင်ကောင်းထဲသို့ဆွဲခေါ်ရန်ကြိုးစားသည်မယုံနိုင်လောက်အောင်ကြီးမားသောအင်အားဖြင့်ကျိုးကဆွဲနေသဖြင့်ဘော်ဘီသည်လိုင်ကောင်းထဲသို့အတင်းဆွဲသွားခံရသည်၃ယောက်စလုံးသည်လိုင်ကောင်းတွင်းမှတရဝ၏ဟိမ့်တံများနှင့်ဘော်ဘီ၏အော်ဟစ်တံများကိုကြားနေရသည်ထို့နောက်ကျိုးသည်ပြန်လည်ဆွဲအားပြင်းလာပြီးခြိထားသောအိယာကိုပင်ကလတ်နှင့်ကတ်တို့ထံသို့ရိုက်ခတ်ပစ်လိုက်သည်အိယာကျိုးနှင့်ကင်မရာတို့ကိုပါလိုင်ကောင်းထဲသို့ဆွဲခေါ်သွားပြီးတွေးဆုံနေသောကျမ်းပြင်ပေါ်တွင်ဘော်ဘီသည်လှုပ်ဝက်တကားတစ်ခုပြီးကွယ်သို့ဆွဲသွားခံရကပျောက်ကွယ်သွားသည်ကတ်သည်ချက်ချင်းမောင်မိုက်နေသောအခန်းထဲသို့ပြေးဝင်ကချစ်သူကိုလိုက်ရှာသည်အခန်းထဲသို့ဝင်သွားပြီးမကြာမီသူမ၏အော်ဟစ်တံကိုကလတ်ကြားလိုက်ရသည်ထိုအချိန်တွင်လှုပ်ဝက်တကားသည်တဖန်ပြန်ဖွင့်လာပြီးကြောက်မက်ဖွယ်တတဝါသည်ပြန်ထွက်လာနေတကယ်သို့ထင်ရသည်အသက်လူပြေးရင်ကလတ်သည်နေရန်ရှိအပေါက်တစ်ခုကိုဖြတ်ဝင်ကထွက်ပြေးသည်အမိုက်များပြည့်နေသောလမ်းကြောင်းအတိုင်းသွားရင်းနောက်ထပ်နေရန်အပေါက်တစ်ခုကိုတွေ့သဖြင့်ဖျက်ကျော်လိုက်ရာယခုတစ်ချိန်တွင်အဝါရောင်မဟုတ်ပဲအဖြူရောင်ခမ်းများရှိသောနေရာတစ်ခုသို့ရောက်ရှိလာသည်နောက်မှအတန်များကြားလာသဖြင့်တကားတစ်ပေါက်ကိုဖွင့်လိုက်ရာအဝတ်လျှော်ပုံများစုပုံနေသောအဝါရောင်ခမ်းသို့ပြန်ရောက်သွားသည်ကလတ်သည်ကတ်ကိုအော်ခေါ်ရင်းလမ်းလျှောက်သွားသည်လမ်းတစ်လျှောက်တွင်ကလတ်ထိုင်များကျမ်းပြင်ထဲသို့တဖြည်းဖြည်းနှိမ့်ဝင်နေသောဆိုဖာများနှင့်ချိုင်းထောက်တစ်ချောင်းကိုတွေ့ရသည်ထို့နောက်ကလေးကစားစရာများပြန့်ကျဲနေသောအခန်းတစ်ခန်းကိုဖျက်ကျော်ပြီးအခန်းလွတ်များစွာကိုဆက်လက်ဖြတ်တန်းသွားသည်နောက်ဆုံးတွင်တွေ့သည့်တကားတစ်ပေါက်ကိုအလင်းအမြန်ဖွင့်ဝင်လိုက်ရာခရစ်စမတ်တစ်ပင်တစ်ပင်သည်တချင်းဖွင့်လျက်ရှိပြီးပတ်ဝန်းကျင်တွင်ကျမ်းပြင်ထဲသို့နှိမ့်ဝင်နေသောလူရုပ်တုများကိုတွေ့ရသည်တစ်ပင်၏နောက်ဖက်တွင်ထိုင်ကုန်ပေါ်၌ထိုင်နေသူတဦးကိုတွေ့သဖြင့်ကလတ်ကနှုတ်ဆက်လိုက်သည်ထိုသူသည်မိအိမ်တစ်လုံးကိုဖွင့်လိုက်ရာခန္ဓာကိုယ်၏တဝက်ခန့်ပျောက်ဆုံးနေကြောင်းသိလိုက်ရသည်ရုတ်တရက်ပုံပြက်နေသောအမျိုးသမီးတဦးပေါ်လာပြီးကလတ်ကိုလိုက်ဖမ်းသဖြင့်သူသည်ချက်ချင်းထွက်ပြေးရသည်အခန်းမျိုးမျိုးကိုဖျက်ပြေးရင်းခရစ်စမတ်အလှဆင်မှုများနှင့်အိမ်တစ်လုံး၏အရှိပိုင်းပုံစံကိုတွေ့ရသည်ထိုအိမ်တကားကိုဖျက်ဝင်လိုက်ရာရေချိုးခန်းတစ်ခုသို့ရောက်သွားသည်ရေဆိုနေသောကျမ်းပြင်ပေါ်တွင်ချော်လဲပြီးနောက်ကလတ်သည်ပြန်ထကဆက်လက်ပြေးသည်ထို့နောက်ရေကူးကန်များရှိသောနေရာတစ်ခုကိုရောက်လာသည်ထိုအချိန်တွင်နိုင်ရန်၏အခြားဘက်မှကတ်အတန်ကိုကြားလိုက်ရသဖြင့်ကင်မရာကိုမြေပြင်ပေါ်ချထားပြီးသူမကိုကဲတင်ရန်လမ်းရှာသည်သို့တော်ရုတ်တရက်တစ်စုံတစ်ခုဝင်လာကကင်မရာကိုဆွဲယူသွားသည်ထို့နောက်ဇလန်းသည်မေရီငယ်ဘဝအမှတ်တရသို့ပြောင်းသွားသည်မေရီ၏မိခင်သည်စိတ်ကျန်းမာရေးမကောင်းသဖြင့်အိမ်မှာအမြဲတမ်းညစ်ပတ်နေပြီးသတင်းပေါက်အားလုံးကိုသတင်းစာများဖြင့်ပိတ်ကာထားသည်တနေ့တွင်ကလေးရွယ်မေရီသည်သတင်းပေါက်ကိုဖွင့်ရန်ကြိုးစားခဲ့တော်လဲမိခင်ကတွေ့သွားပြီးအပြင်ဘက်သို့ဘယ်တော့မှမထွက်ရန်အပြင်လောကသည်အန္တရာယ်များကြောင်းသတိပေးကပြင်းပြင်းထန်ထန်ဆူပူခဲ့သည်ရုတ်တရက်တကားပေါက်ပောက်ကွဲတန်ကဲ့သို့အတန်ကြားလိုက်ရပြီးအိမ်မက်မှလက်နိုးလာသည်သူမသည်ဘီလက်မြေလက်ရာကိုငေးကြည့်နေစဉ်ဖုန်းမြည်လာတော့လဲအလိုလျောက်အတန်ဖန်းဆက်ကိုသာလက်ခံစေလိုက်သည်ဖုန်းခေါ်သူမှကလတ်ဖြစ်ပြီးကျွန်တော်ဘယ်တော့မှပြန်မလာတော့ဘူးခုအတန်ဖန်းဆက်ထဲတွင် message ထားခဲ့သည်တစ်ဖက်တွင်ဖီးသည်မိသားစုနှင့်အတူ TV ကြည့်နေစဉ်ကြော်ညာအစီအစဉ်အတွင်းကလတ်၏ပင်လယ်ဓာတ်ပြဝတ်စုံကြော်ညာကိုမြင်လိုက်ရသည်သူသည်ကလတ်ကိုချက်ချင်းမှတ်မိသွားပြီးအလွန်အံ့ဩသွားသည်အချိန်မကြာမီမေရီသည်ပရိဘောကဆိုင်သို့ရောက်လာတော့လဲဆိုင်မှာလူသူကင်းမဲ့နေသည်တကားအောက်တွင်စာအိတ်များစွာပုံနေသည်ကိုမြင်ရသဖြင့်ကလတ်သည်ရက်တော်ကြာမရှိတော့ကြောင်းသဘောပေါက်လိုက်သည်သူမသည်ဆိုင်ထဲသို့ဝင်ကကလတ်ကိုအော်ခေါ်တော်လဲမြည်သည့်တုတ်ပြန်မှုမှမရရှိပေမြေအောက်ခန်းဘက်မှမိညာမိတ်တုံဖြစ်နေသည်ကိုသတိပြုမိသဖြင့်အောက်သို့ဆင်းသွားသည်ရုတ်တရက်ရင်ကောင်တကောင်သည်နေရန်ကိုဖျက်ဝင်ပြောက်ကွယ်သွားသည်ကိုမျက်စိရှိတွင်မြင်လိုက်ရသဖြင့်မေရီအလွန်အံ့အားသင့်သွားသည်ခဏတာတွေ့ဝေးနေပြီးနောက်သူမသည်တက်တိမွေကနေရန်ကိုလက်ဖြင့်ထိလိုက်ပြီးဖျက်ကျော်ဝင်သွားသည်ထို့ကြောင့်မေရီလည်းဘယ်ရူမန်များထဲသို့ရောက်ရှိသွားသည်သူမသည်ဆက်လက်ဆူဆန်းသွားရင်းစာလုံးပြောင်းပြန်ရေးထားသောရက်ဆိုင်ရန်ဆိုင်းဘုတ်ကိုတွေ့ပြီးလမ်းဆက်လျှောက်သည်မေရီသည်မိမိ၏ငယ်ဘဝအိမ်မှပစ္စည်းအချို့ကိုတွေ့ရှိလိုက်ရသည်ထို့နောက်အခြားအခန်းတစ်ခုတွင်ကလတ်ထိုင်များစုပုံထားသောနေရာနှင့်ကြောက်မက်ဖွယ်တရဝါတစ်ကောင်ကလူများကိုတပ်ဖြတ်နေသည့်ပုံကိုနေရန်ပေါ်တွင်ရေးဆွဲထားသည်ကိုတွေ့ရသည်ပုံဘေးတွင်ရေးသားထားသောမှတ်စုများအရထိုပုံကိုရေးဆွဲသူသည်ဘယ်ရူမန်များသဘောတဘာဝကိုနားလည်ရန်ကြိုးစားနေခဲ့ကြောင်းသိရသည်ထိုအချိန်တွင်အတန်တစ်ခုကြားလိုက်ရပြီးမေရီလက်ကြည့်လိုက်ရာလှုပ်ဝက်လမ်းကြောင်းတစ်ခုအတွင်းလူတစ်ယောက်ပုံနေသည်ကိုတွေ့ရသည်ထိုသူမှာကလတ်ဖြစ်သည်ကလတ်ကမေရီအားအတန်လျှော့ရန်ပြောပြီးအပြင်သို့ထွက်လာသည်သူတို့စကားပြောနေစဉ်ရုတ်တရက်ထူးဆန်းသောအတန်များနှင့်မိမိတ်တုံဖြစ်လာသည်ကလတ်ကမေရီကိုမကြောက်နဲ့သူကငါပဲဟုပြောလိုက်ပြီးရုတ်တရက်သူမ၏လေပင်ကိုနောက်မှချုပ်ကင်ကလေပင်ညစ်တော်သည်လေပင်ညစ်နေစဉ်တောင်းပန်ပါတယ်
ခုလည်းပြောနေသည်ထိုအချိန်တွင်မေရီ၏ငယ်ဘဝအမတ်တရားတစ်ခုကိုထပ်မံမြင်ရသည်ကလေးဘဝမေရီသည်သူမ၏မိခင်ကိုစိတ်ကျန်းမာရေးဆေးရုံသို့ခေါ်ဆောင်သွားသည်ကိုကြည့်နေရပြီးအိမ်တွင်တယောက်တည်းကျန်ရစ်ခဲ့သည်ထိုအမတ်တရားသည်တဖြည်းဖြည်းပြောင်းလဲလာကအိမ်တွင်ရှိပစ္စည်းများနှင့်အသေးစိတ်အရာများပျောက်ကွယ်သွားပြီးနောက်ဆုံးတွင်ဘယ်ယူမများထဲမှနောက်ထပ်အခန်းတစ်ခုအဖြစ်သာကျန်ရှိသွားသည်မကြာမီမေရီသည်သတိပြန်ရလာရထမင်းစားခန်းတစ်ခုအတွင်းကလပ်ထိုင်ပေါ်တွင်ကြိုးတုပ်ထားခံရသည်ကိုသိလိုက်ရသည်အခန်းထဲတွင်ကလပ်ကစပွဲတစ်လုံးကိုပြင်ဆင်နေပြီးထူးဆန်းသောလူ၃ယောက်ကလည်းအနီးတွင်ရှိနေကြသည်ကလပ်ကဘယ်ယူမများလျှို့ဝှက်ချက်ကိုရှင်းပြသည်ဤနေရာသည်လာရောက်သူများ၏မှတ်ဉာဏ်များကိုအခြေခံ၍နေရာများနှင့်လူများကိုပြန်လည်တည်ဆောက်ပေးသည်သို့သောပြန်လည်တည်ဆောက်လာသည်နှင့်အမျှမူလပုံစံမှပို၍ပုံပြက်ယွင်းလာကြသည်ကလပ်၏အမြင်တွင်ထိုပုံပြက်နေသောလူများသည်မူလလူသားများထက်ပိုကောင်းသည်အဘဲကြောင့်ဆိုသောသူတို့တွင်နာကျင်မှုကြောက်ရွံ့မှုနှင့်နောက်တဟုသောခံစားချက်များမရှိတော့ဘဲပရိဘောဂများကဲ့သို့သာတည်ရှိနေကြသောကြောင့်ဖြစ်သည်ထိုစကားကိုတက်တည်ပြရန်ကလပ်သည်အနည်းရှိအမျိုးသားတအုပ်ကိုဓာတ်ဖြင့်ထိုးလိုက်သည်သို့သောသွေးထွက်မလာဘဲဝမ်းပိုက်တွင်မှခြိသားဖြစ်များသာထွက်လာသည်ကလပ်သည်ထိုခြိသားများကိုဆွဲထုတ်ပြီးဟင်းပွဲကဲ့သို့ပကံများထဲထည့်ပေးကဒါကိုစားလို့ရတယ်ခုပြောသည်ထို့နောက်ရေခဲတက်တာကိုဖွင့်ပြလိုက်ရအတွင်း၌ကက်ပြတ်တောက်နေသောဦးကောင်းကိုတွေ့လိုက်ရသည်ထိတ်လန့်သွားသောမေရီသည်မိမိကိုလွှတ်ပေးရန်တောင်းပန်ပြီးဘာမဆိုကူညီပေးမည်ဟုပြောသည်သို့သောကလပ်ကသူ့မှန်ကြောင်းကိုအရင်ဝန်ခံစေလိုသည်ထို့နောက်မေရီနှင့်ပြုလုပ်ခဲ့ပူသောစိတ်ကူထုံတရုပ်ဆောင်လေးကျင်ကန်ကိုထပ်မံပြန်လုပ်ရန်ပြင်ဆင်သည်အခန်းမီကိုပိတ်လိုက်သည့်အခါကလပ်ထိုင်ပေါ်ရှိထူးဆန်းသောအမျိုးသားကမိအိမ်ကိုဖွင့်လိုက်သည်ကလပ်သည်ဓာတ်ကိုပြန်ယူကအမျိုးသမီးတဦး၏သပင်အားလုံးကိုဖျက်တောက်ပြီးမေရီ၏ခေါင်းပေါ်တွင်တက်ပေးကမိမိဇနီးအဖြစ်တရုပ်ဆောင်ခိုင်းသည်ကလပ်သည်ဇနီးဖြစ်သူမိမိကိုအိမ်မှနှင်ထုတ်ခဲ့သည့်ညကိုပြန်လည်တရုပ်ဆောင်ရင်းအစပိုင်းတွင်တည်ငြိမ်စွာတောင်းပန်နေသည်သို့သောမကြာမီသူ၏စိတ်ခံစားချက်များထိမ့်မရတော့ဘဲဒေါသတကြီးအော်ဟစ်ပြောဆိုလာသည်သူသည်အရက်တောက်ပိုင်ခွင့်ရှိကြောင်းအင်းစေးအားလုံးကိုမိမိကပေးထားကြောင်းဇနီး၏တက္ကသိုလ်ပညာရေးအတွက်လည်းမိမိကထောက်ပံ့ခဲ့ကြောင်းအဆက်မပြတ်ပြောဆိုနေသည်နောက်ဆုံးတွင်မေရီသည်တီးမခံနိုင်တော့ဘဲကျမကရှင်ဇနီးမဟုတ်ဘူးဟုအော်ပြောကခေါင်းပေါ်ရှိသပင်တူးကိုဆွဲဖြုတ်ပစ်လိုက်သည်မေရီကကလပ်ကိုတက်တက်ကြည့်ပြီးပြောလိုက်သည်ရှင်ဇနီးထွက်သွားတာအရက်တလို့မဟုတ်ဘူးအလုံးများလုံးလို့လည်းမဟုတ်ဘူးရှင်းပြဿနာကကို့အမကိုဘယ်တော့မှတာဝန်မယူတာပဲဖြစ်သမျှအရာအားလုံးကိုသူများအပေါ်အမြဲအပြစ်တင်နေခဲ့တယ်ဒီလိုလူကိုဘယ်သူမှမကူညီနိုင်ဘူးထိုစကားများကိုကြားပြီးနောက်ကလပ်သည်တိတ်ဆိတ်သွားကမျက်ရည်များကျလာသည်နောက်ဆုံးတွင်သူကငါမပြောင်းလဲခြင်းဘူးဒီနေရာမှာပဲနေခြင်းနဲ့မေရီကငြိမ်သက်စွာပြန်ပြောသည်ရှင်ဒီမှာနေခြင်းရင်နေလို့ရတယ်ဒါပေမဲ့ကျမကိုတော့လွှတ်ပေးရမယ်ကလပ်သည်မေရီကိုကြိုးဖြစ်ပေးပြီးတောင်းပန်လိုက်သည်ထိုအချိန်တွင်အခန်းထဲရှိထူးဆန်းသောအမျိုးသမီးသည်ရုတ်တရက်ထောက်တနေရာသို့ပြေးသွားကကြောက်ရွံ့စွာတုန်လှုပ်နေသည်ထိုခိုက်တန့်တွင်အမောင်ထဲမှကြောက်မက်ဖွယ်တရဝါတစ်ကောင်ထွက်ပေါ်လာသည်ရင်းမှာကလပ်ကြော်ညာတွင်ဝစ်ဆင်ခဲ့သောပင်လယ်ဓာပြပုံစံဖြင့်ကပတိန်ကလပ်ဖြစ်နေသည်ထိုတရဝါသည်ကလပ်၏ဒေါသနောင်တကြရှုံးမှုနှင့်အမောင်ဘက်စိတ်ခံစားချက်များကိုပုံဖော်ထားသည့်တက်ရှိတစ်ကောင်ကဲ့သို့ဖြစ်နေသည်ကလပ်ကတရဝါကိုကြည့်ပြီးမေရီကငါတငယ်ချင်းပါငါတို့ပြောင်းလဲစရာမလိုတော့ဘူးလို့သူပြောတယ်ခုပြောတော့လဲကပတိန်ကလပ်ကသူ့ကိုချက်ချင်းဖမ်းဆွဲကပခုံးကိုကိုက်ဖြတ်လိုက်သည်ထို့နောက်ကလပ်ကိုအခန်းနှက်ပြစ်ပေါက်ရိုက်နှက်ကရရဆက်ဆက်နှိပ်စက်တော်သည်ကလပ်၏အော်ဟစ်တန်များပတ်ဝန်းကျင်တစ်ခုလုံးပဲ့တင်ထက်နေစဉ်မေရီသည်အခွင့်အရေးယူကထွက်ပြေးသည်သူမသည်ငယ်ဘဝနေထိုင်ခဲ့သည့်ရက်ကွက်နှင့်ဆင်တူသောနေရာတစ်ခုသို့ရောက်လာပြီးအဆုံးရှိတကားကိုဖွင့်ရန်ကြိုးစားတော်လဲမပွင့်ပေထိုအချိန်တွင်ကပတိန်ကလပ်သည်သွေးအလိမ့်လိမ့်ဖြစ်နေသောကလပ်၏ကိုဆွဲလာသည်ကိုမြင်လိုက်ရသဖြင့်မေရီသည်အိမ်တလုံးအတွင်းဝင်ပုန်းလိုက်သည်အခန်းတစ်ခန်းပြီးတစ်ခန်းဖြတ်ပြေးနေရင်တရဝါ၏ခြေတံသည်တဖြည်းဖြည်းနီးကပ်လာသည်နောက်ပိုင်းတွင်ဆိုဖာများပြည့်နေသောအခန်းတစ်ခုသို့ရောက်သဖြင့်ဆိုဖာများပေါ်ခုန်ကူးရင်းသွားရသည်သို့တော့မေရီချော်လဲပြီးခြေထောက်တန်ရရသွားသဖြင့်အပြေးနေသွားသည်မကြာမီတကားတစ်ပေါက်ကိုရောက်တော့လဲထပ်မံပိတ်နေပြန်သည်တရဝါနီးကပ်လာသည့်အခါမေရီသည်ခွေးဝင်ပေါက်ငယ်လေးမှတွားဝင်လိုက်ပြီးကပတိန်ကလပ်၏လက်ကိုကပ်လွတ်သွားသည်အခြားဘက်သို့ရောက်သောအခါကြီးမားသောအလဲဟာလာပြင်းကြီးတစ်ခု၏အစွန်းတွင်မိမိရက်နေသည်ကိုသိလိုက်ရသည်ထိုနေရာမှဘယ်ရူမတ်များ၏အကျယ်ဝန်းကိုမြင်တွေ့နိုင်သည်မေရီသည်တတိထားကလှေကားများပေါ်တက်သွားပြီးမျက်နှာချက်ရှိတကားတစ်ပေါက်ကိုဖွင့်လိုက်သည်တကားမှာပြုတ်ကျကအောက်ရှိအနက်ရောက်အနက်ကြီးထဲသို့ကျသွားသည်မေရီသည်ထိုပေါက်ကိုဖျက်ကျော်လိုက်ရာပရိဘောဂဆိုင်နှင့်ဆင်တူသောအခန်းတစ်ခုသို့ရောက်လာသည်လေကားများကိုဆက်တက်ပြီးနောက်ယခုနေရာသည်ပရိဘောဂဆိုင်၏မပြည့်စုံသောမိတ္တူတစ်ခုသာဖြစ်ကြောင်းသဘောပေါက်သွားသည်ဖက်ပေါက်စီသို့ပြေးတော်လဲတကားမှာပိတ်နေဆဲဖြစ်သည်ထိုအချိန်တွင်ကပတိန်ကလပ်ရောက်လာသဖြင့်မေရီသည်အင်ဂျီချိတ်တန်းကိုဆွဲယူကတရဝါ၏တစ်သားခြေထောက်ကိုရိုက်ချိုးလိုက်သည်တရဝါလဲကျသွားတော်လဲမေရီထွက်ပြေးနေစဉ်လူပုံကပြားတစ်ခုကိုမတော်တဆတိုက်မိသွားသည်ထိုအရာကသတိပေးအချက်ပေးစနစ်ကိုဖွင့်ပေးလိုက်ပြီးမိသက်ဆေးဘူးများမှမြူများအခန်းနှံ့ပြန့်နှံ့လာသည်သို့တော်ထိုမြူမှာမိသက်ဆေးမဟုတ်ဘဲလူကိုအိပ်ပျော်စေသောဓာတ်ငွေ့ဖြစ်နေသည်မေရီသည်မကြာမီလဲကျသွားသည်ရုတ်တရက်တစ်စုံတစ်ခုကသူမကိုနိုးလိုက်သဖြင့်မျက်လုံးဖွင့်ကြည့်ရာကပတိန်ကလပ်သည်သူမအပေါ်တွားတက်လာနေသည်ကိုမြင်လိုက်ရသည်မေရီသည်လက်တစ်ဖက်ဖြင့်တရဝါ၏မျက်နှာကိုတွန်းထားပြီးအခြားလက်ဖြင့်အိတ်ထဲမှငယ်ဘဝအိတ်၏ဘီလက်မြေလက်ရာကိုထုတ်ယူကတရဝါ၏ခေါင်းကိုအကြိမ်ကြိမ်ရိုက်ချလိုက်သည်နောက်ဆုံးတွင်ကပတိန်ကလပ်၏ဦးခေါင်းကျိုးကျသွားသည်မေရီသည်အလွန်ကျဉ်းမြောင်းသောနံရံအပေါက်ထဲသို့ပြေးဝင်သဖြင့်တရဝါကလိုက်မဝင်နိုင်တော့ပေသူမသည်နောက်တကားတစ်ပေါက်သို့ရောက်လာတော့လဲရုတ်တရက်အိပ်ပျော်စေသောဓာတ်ငွေ့ဖြင့်ထပ်မံမေ့မျောသွားသည်သတိမိမတိုင်မီတွင်အကာအကွယ်ဝတ်စုံဝတ်ထားသောအေစင်သူတေသနဌာနဝန်ထမ်းများကိုမြင်လိုက်ရသည်သူတို့သည်မေရီကိုအပြင်သို့ဆွဲထုတ်ပြီးသိပ္ပံပညာရှင်များရှေ့တွင်ချထားသည်မေရီ၏ခန္ဓာကိုယ်ကိုစစ်ဆေးစမ်းသပ်ကြပြီးကပတိန်ကလပ်၏အလောင်းကိုလည်းပြန်လည်တည်ယူလာကြောင်းသူမတွေ့မြင်ရသည်စက်ရုံအတွင်းလမ်းလျှောက်သွားစဉ်အခန်းတစ်ခုထဲတွင်လူပုံကပြားမိတ္တူများအမြောက်များရှိနေသည်ကိုတွေ့ရသည်နောက်ဆုံးတွင်မေရီကိုဖီးနှင့်နှစ်ယောက်ထဲတွေ့ဆုံစေသည်ဖီးကမေးခွန်းများစွာမေးမြန်းပြီးပရိဘောဂဆိုင်တွင်ဘယ်ယူဝဲများကိုတွေ့ခဲ့ခြင်းဟုတ်မဟုတ်မေးသည်မေရီကတွေ့ခဲ့ကြောင်းဝန်ခံတော်လဲထိုထက်ပို၍မပြောရန်ညှင်းဆိုလိုက်သည်ဖီးသည်ကလပ်၏ဗီဒီယိုမှတ်တမ်းထဲမှတရဝပါဝင်သောပုံတစ်ပုံကိုပြသပြီးနောက်မိမိတို့ကုမ္ပဏီသည်ယခင်ကနရဆက်များထုတ်လုပ်ခဲ့ကြောင်းဘယ်ယူဝဲများကိုတွေ့ရှိပြီးနောက်သူတေသနလုပ်ငန်းများကိုသာအဓိကလှုပ်ဆောင်နေကြောင်းရှင်းပြသည်သို့တော်မေရီသည်စိတ်ပိုင်းဆိုင်ရာအရာလုံးဝပိတ်ဆို့သွားပြီးသူ၏စကားများကိုမကြားသလိုဖြစ်နေသည်နောက်ဆုံးတွင်ဘယ်ရူမများအတွင်းရှိနေရာမျိုးမျိုးကိုပြသသည်အခန်းတစ်ခန်းတွင်မေရီ၏စိတ်ကူးထုံးအတန်ဖိုင်များရှိနေပြီးအခြားအခန်းတစ်ခုတွင်ကတ်နှင့်ဘော်ဘီအတွက်ပျောက်ဆုံးသူကျင်းညာစာများအပြည့်ကတ်ထားသည်ကိုမြင်ရသည်
ဇက်သိန်းတွင်အမှန်တရားကိုဖော်ပြလိုက်သည့်မေရီသည်သူတေသနဌာနတွင်ရှိနေသည်ဟုထင်ရတော့လဲအမှန်မှာသူမသည်ဘယ်ရီဝင်များအတွင်းရှိကလထိုင်ပေါ်တွင်မလုံးမရှက်ထိုင်နေပြီးခန္ဓာကိုယ်သည်တဖြည်းဖြည်းပုံပြက်ပြောင်းလဲနေတော့သည်နောက်ထပ်စိတ်ဝင်စားဖွယ် movie recap အပြည့်အစုံတွေကိုမလွတ်စေဖို့ like follow လုပ်ထားပေးပါဦးနော်